2025အစလေးမှာ SBS ကနေ Roman အသစ်လေးထွက်ရှိလာပါပြီ။အဓိကသီအိုဆောက်တဲ့အနေနဲ့ One Spring Night နဲ့ Our Blues ထဲကမင်းသမီး Han Ji-min Our Blues ဆက်မှာဇက်ရန်အဖြစ်ပါဝင်တဲ့ဖူးတဲ့မင်းသား Lee Jun-hel Moving နဲ့ You Are Honor မှာပါဝင်ထားတဲ့လူချော်လေး Kim Do-hoon တို့အပြင် John Nyan ထဲမှာ Saw Hae-yan အဖြစ်သီအိုဆောင်ခဲ့တဲ့ Kim Young-hae တို့ကအဓိကပါဝင်ထားပါတယ်။ဇလန်အချင်းကတော့ဝန်ထမ်းသစ်စုဆောင်ရေးကုမ္ပဏီတစ်ခုရဲ့အောင်မြင်ပြီးယုံကြည်ချက်အပြည့်အဝရှိတဲ့အမျိုးသမီး CEO ဂန်ဂျီယွန်နာသူ့နယ်ပယ်ထဲမှာပြိုင်ပတ်ကင်းနေစေဟိုအလုတ်မှာပဲအပြည့်အဝစိတ်နှစ်ထားသူပါအလုတ်ကလွှဲရင်ကျန်နာမသိတဲ့ဂျီယွန်ရဲ့ဘေးမှာသဘောမနှိုးကောင်းတဲ့အတွင်းမူ You On Ho အငြင်းရှိပါတယ် Single Father ဖြစ်တဲ့ On Ho ကဖခင်ကောင်းဖြစ်တဲ့အပြင်အထက်လူကြီးပေါ်ပါတေချာဂယုဆိုင်တာသူပါနည်းနည်းလေးမှအချင်းစရိုက်မတူညီကြတဲ့အထက်လူကြီးနဲ့သူ့အတွင်းမူတို့ကြားကြုံတွေ့ရမယ့်ကိစ္စမျိုးစုံအတင်းပေါက်ဖွာလာမယ့်ချစ်ချင်းမေသားတွေကိုကြီးချူရမှာပဲဖြစ်ပါတယ်။နှစ်သက်ကိုယုံနဲ့အချစ်ဇလန်းချိုချိုလေးနဲ့စတင်နိုင်ဖို့အပတ်စဉ်တောက်ကြတဲ့စနေနေ့တိုင်းဘာသာပြန်တင်ဆက်ပေးတော့မှာပါ။စကားကိုကြည့်ချင်နေဆိုရင်တော့ comment မှာ hi ခဲ့ပေးအောင်နဲ့ကြည့်လို့ရမယ့် Telegram link ကိုပို့သွားပေးမှာဖြစ်ပါတယ်။ Telegram link ကိုbio မှာကြည့်လို့ရပါတယ်။ comment မှာလည်းထည့်ပေးထားပါမယ်ဗျာ။ကြည့်ချင်တဲ့ကားများရှင် comment မှာ man ခဲ့ပေးပါဗျာ။